ပုံလေးပြောမှဆိုရင်တော့ Chrome လေးကိုသွားပါသွားပြီး one AI video အမှ one video ဆိုတာတွေ့ပါလိမ့်မယ် try now နေလည်းပါပြီးတော့ဒီလို desktop site နဲ့ပေါ်လာပါလိမ့်မယ်ပေါ်လာတဲ့ desktop site ပြောင်းပြီးလုပ်ပါအဲ့ဒါမှ generate လုပ်ရတာပို့ပြီးတော့အဆင်ပြေပါတယ်ဒီမှာပါတော့create site ဝင်ပြီးရင် create မှာဆင်မပေးရမှာတော့တက်ကိုအမှ generate ထဲဝင်မယ်ဝင်ပြီးအောင်မှာ video image avatar လို့ပြောင်းလို့ရတယ်အမှ image ကိုရွေးလိုက်မယ်ပြီးရင် black image ကိုနှိပ်မယ်ပြီးရင် upload from device ကိုနှိပ်မယ်ပြီးရင် file နဲ့ကနေပြီးတော့မှကျွန်တော်ဆွဲတဲ့ပုံလေးရွေးလိုက်တယ်ရွေးပြီးခဏဆောင်းတယ်ဆောင်းပြီးတော့အမှလို့ပေါ်လာတယ်description မှာ describe the sun as your amount please change to 3D design လို့ရွေးရှင်နေပဲရိုက်ပြီးတော့ပုံမယ်ပါဗျာအမှ free ရထားတဲ့ creating map တွေကနေပြီးတော့နံပါတ်ပဲတောင်းနံပါတ်တောင်းတဲ့ဆက်စက်ကလောက်ဆောင်းပြီးရင်ကိုလိုပုံလေးရတယ်ဗျာအမှဝင်ကြည့်လို့ရမယ်ပုံလေးရတော့မိုက်တယ်ဗျဆွဲလာနဲ့တိတိကျကျလေးထွက်စလင်ငွေလေးပါပါတယ်တော်လဲကျွန်တော်ကြိုက်